တရုတ်တန်းကစီချက်ခောက်ဆွဲဆိုင်တွေရဲ့ချက်နီအတိုင်းအိမ်မှာချက်စားဖြစ်တာမို့လို့လာမျှဝေပေးတာပါကျမကကြက်သွန်ဖြူစီချက်ချက်ဖို့အချိန်မပေးနိုင်လို့စီနဲ့လက်ဖက်စားတဲ့ကြက်သွန်ကြော်အရောကိုမိုက်ခရိုဝေ့ထဲ45စက္ကန့်ထည့်ပြီးတော့ကြော်ပေးလိုက်ပါတယ်သူကမှုေးလဲမှုေးတယ်လို့ကြာရှင်လဲခံပါရဲ့ရှင်ကြည့်ရှုသူမိတ်ဆွေတို့ရဲ့စီချက်စီအလွယ်လုံးနီးလေးရှိလို့ရှင်လဲမျှဝေပေးပါအောင်နော်ခောက်ဆွဲနဲ့တွဲစားဖို့အချင်းလေးဆက်ပါမယ်ငရုတ်ချင်လုံးဒီအသေးစိတ်ကိုဗီဒီယိုအောက်ကကောမန့်မှာရေးပေးထားပါမယ်ရှင်ကြက်ပြုတ်ကိုစားအချိုမုံငရုတ်ကောင်းကြက်သွန်ဖြူနဲ့ပဲပြုတ်ပါမယ်စီချက်ခောက်ဆွဲပွဲကြီးတစ်ပွဲစာအတွက်ကြက်ပြုတ်ရည်3စွန်းထည့်ပါမယ်ပြီးတော့ပန်းငံပြားရည်အကျဲတစ်စွန်းစားနဲ့ချိုမုံနဲ့တကြားလက်ဖက်စားစုံတစ်စွန်းမောက်ထည့်ပါတယ်ဆိုင်ရတာနဲ့တူအောင်လို့ဒီမှာချိုမုံနဲ့ထည့်ပေးထားပါတယ်ရှင်အရင်တုန်းကဆိုင်တွေမှာကြက်ပြုတ်ရည်တို့မဟုတ်ကြက်ပေါင်းရည်နဲ့ခောက်ဆွဲထည့်နေကြပါတယ်နောက်ပိုင်းမှာတော့ဆိုင်တော်တော်များများကကြက်ပြုတ်ရည်မထည့်တော့တာကိုသတိထားမိလာပါတယ်အဲ့တော့ဘယ်ဆိုင်ကစားကောင်းတယ်ကြက်ပြုတ်ရည်ထည့်နေတယ်ဆိုတာကိုလိုက်ပြီးတော့ရှာမနေတော့ဘဲနဲ့အိမ်မှာပဲချက်စားဖြစ်ပါတော့တယ်ရှင်စီချက်ခောက်ဆွဲလှုပ်စားတဲ့နေရာမှာဂျင်းကြက်သားမုတ်ခရုစီပဲငံပြားကြီးအနောက်လုံးဝမထည့်ရပါဘူးနည်းနည်းလေးပဲထည့်မိရင်တောင်မှတရုတ်ဆိုင်တွေရဲ့အနံ့နဲ့အရသာကွဲသွားပါလိမ့်မယ်ခောက်ဆွဲနဲ့တွဲစားဖို့အသားတုပ်နီးကိုလည်းဗီဒီယိုလေးတင်ထားပေးဖို့ပါတယ်ရှင်ကောမန့်မှာ link လေးချပေးထားပါမယ်နော်အဆုံးထိကြည့်ပေးတာကျေးဇူးပါနောက်ဗီဒီယိုလေးမှာပြန်ဆုံမယ်နော်